ဒီပြဿနာလေးကလည်းအရန်အဖြစ်များတဲ့ပြဿနာလေးတစ်ခုပေါ့ reading ဘိုင်းနဲ့ writing ဘိုင်းကအားတာတယ်ဒါပေမဲ့ listening နဲ့ speaking မှာအားနည်းနေတယ်အဲ့ဒါကဘာကြောင့်ဖြစ်တာလဲဆိုတော့တကယ် real life မှာအသုံးချမှုအားနည်းတဲ့အတွက်ကြောင့်ဖြစ်တာပေါ့ကိုယ်တိုင်ကိုဘာသာကိုလေ့ကျင့်တာကြတော့အချိန်သေးချာပေးပြီးလေ့ကျင့်နိုင်တဲ့အတွက်ကြောင့် writing နဲ့ reading ဘိုင်းမှာကိုကတော်တယ်ဒါပေမဲ့တကယ်လက်တွေ့ပြောရတော့မယ်ဗဇက်ကနေထွက်ရတော့မယ်ဆိုရင်မထွက်ဘူးသူများပြောလိုက်ရင်လည်းနားထဲမှာလုံးပြီးဝင်နေတယ်တေချာမရှင်းဘူးအဲ့လိုမျိုးပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုရင်ပထမ listening ဘိုင်းကိုပြောမယ် listening ဘိုင်းကိုပို့ပြီးတော့မှimprove ဖြစ်ဖို့အတွက်ကအကောင်းဆုံးနည်းလမ်းကဘာလဲဆိုတရုတ်ရဲ့အဲ့ဒီ channel တွေကိုလိုက် join ပေါ့နော်တရုတ်ကားတွေကိုလိုက်ကြည့်အဲ့ခါကျရင်တကယ်သူတို့တွေနေ့စဉ်ဘဝမှာပြောနေတဲ့လေယူလေသိမ်းတဲ့အဲ့ဒီပြောနေကြအရှိန်ပေါ့နော်အဲ့ဒါတွေကိုရင်းနှီးလာလိမ့်မယ်အဲ့ခါကျရင်တလုံးချင်းစီနားထဲကိုတေချာလေးရှင်းရှင်းလင်းလင်းဝင်လာလိမ့်မယ် speaking အတွက်ဆိုရင်ကိုယ့်ပတ်ဝန်းကျင်မှာတရုတ်စကားပြောတတ်တဲ့လူကိုလိုက်ရှာပြီးလိုက်ပြောဒါပေမဲ့အဲ့ဒီလိုမျိုးရှာဖို့ကလည်းလွယ်တဲ့ကိစ္စမဟုတ်ဘူးเนาะဆိုတော့အကောင်းဆုံးနည်းလမ်းကဘာလဲဆိုရင် shadowing လုပ်တာသဘောကျတဲ့တရုတ်ကားတွေကိုပြန်ပြီးတော့မှ repeat လုပ်တာမျိုးကိုဒီမှာစကားကြည့်တယ်စကားကြည့်လိုက်တဲ့အချိန်မှာကိုသဘောကျတဲ့စာကြောင်းတွေ့ပြီဆိုရင်နောက်တစ်ခါသူတို့ပြောတဲ့အတိုင်းပဲကိုကလိုက်ပြီးပြောအဲ့လိုလုပ်ခြင်းအပြင်ကိုသဘောကျတဲ့စာကြောင်းလေးတွေလည်းကိုကပြောနိုင်လာလိမ့်မယ်ပြီးကြရင်ပါဇက်ရဲ့ဘယ်လိုပြောမလို့ memory ပေါ့နော်ပါဇက်ကနေပြောမှဒီစကားလုံးလေးကိုလွယ်လေးနဲ့ထွက်လာအောင်ကိုလေ့ကျင့်ပေးလို့ရတယ်နောက်တစ်ခုကဘာလဲဆိုရင်ကိုယ်တိုင်အုံကျူးစာကြောင်းတွေတိဆောက်ရမှာကိုလုံနေတဲ့ကိစ္စကိုတရုတ်လိုပြန်ပြီးပြောပေါ့နော်ကိုစကားပြန်ပြောဥပမာငါအခုသမင်းစားနေတယ်我现在在吃饭ငါခဏနေကြရင်ရေသွားချိုးမယ်我等一下要去洗澡အဲ့လိုမျိုးပေါ့နော်ကိုဘာလုံးမယ်ဆိုတာကိုပါဇက်ကနေကိုဘာသာကိုစာကြောင်းတိဆောက်ပြီးကိုပြောအဲ့လိုပြောခြင်းအပြင်လေကိုရဲ့ speaking ကိုအများကြီးအထောက်အကူဖြစ်စေတယ်ဆိုတော့ကျွန်တော်အခုပြောတဲ့နီလန်းတွေကိုအရင်ဆုံးသုံးကြည့်ရဲဝံ့တာပြောမှားပြောလေးမရှက်နဲ့ကိစ္စမရှိဘူးပြောတာပြောတရုတ်လူမျိုးတွေတောင်မှသူ့ဘာသာစကားကိုမှန်အောင်မပြောတတ်တဲ့လူတွေမှအများကြီးရှိတယ်ကိုကတရုတ်လူမျိုးမဟုတ်တဲ့အတွက်ကြောင့်မှားပြောလဲမကြောက်နဲ့ရှက်စရာလည်းမလိုကိုကသူများဘာသာစကားကိုကလေ့ကျင့်နေတာ哦ဆိုတော့ကိုလေ့ကျင့်မှများပြောမှဒါကိုကတက်မှာမပြောဘဲနဲ့ရှက်နေရင်တိုးတက်ဖို့ကပိုပြီးအချိန်ကြာလိမ့်မယ်ဒါကြောင့်မလို့များပြောများလေ့ကျင့်မယ်ပါဇက်ကနေထွက်ဖို့အရေးအကြီးဆုံးပဲဒါကြောင့်ပြောတာပြောမပြောရင်ကိုမရဘူးပြောမှသာကိုကတိုးတက်မှာ